Hello အားလုံးပဲမင်္ဂလာပါလောင်ဝင်း gaming channel ကြိုဆိုလိုက်ပါတယ်ဆိုတော့လောင်ဝင်းဒီနေ့ကတော့ကြာတော့ဗီဒီယိုမတင်တာကတော်လေးကြာပြီပေါ့နော်ဒါ2025အစလောက်ထဲမတင်ရသေးတာပေါ့နော်ဆိုတော့2024အကုန်2025မစခင်နဲ့မနေရသေးတာဆိုတော့ဒီနေ့ကလောင်ဝင်းပြန်လာပါပြီလောင်ဝင်းကမတည်ဖြစ်တာဆိုတော့လောင်ဝင်းအလယ်မှာအကြောင်းပြောင်းလိုက်တယ်ပေါ့နော်အဲ့ချိန်မှာအဲ့လိုမျိုးကြောင်းပြလိုက်တော့အဲ့လိုဒုက္ခရရောက်ပြီအဲ့လိုမျိုးနည်းနည်းစာကိုလိုက်နေရတာပါအဲ့ဒါကြောင့်စာပဲနည်းနည်းလိုက်နေရတော့အခု assessment တွေလည်းရှိနေလို့ပါဒါမှပြောချင်တာလည်းခုကကျတော့လောင်ဝင်းရဲ့ face review ကိုမေးထားတဲ့လူတွေအတွက်ကိုတည်တံပြောချင်တာပါဘာလဲဆိုတော့ပေါ့နော်လောင်ဝင်းရဲ့ face review ကကျတော့လောင်ဝင်းတစ်ခါလုပ်ပူးပဲပေါ့နော်ဘာလဲဆိုတော့လောင်ဝင်းကိုအရင်တည်းကပေါ့နော်အပေးခဲ့တဲ့လူရှိရရင်းနဲ့အပေးခဲ့တဲ့လူဆိုလို့ရှိရင်တိလိမ့်မယ်လောင်ဝင်းကဗီဒီယို3ပုတ်လား4ပုတ်လားမသိဘူးပေါ့နော်လောင်ဝင်းရုပ်နဲ့တင်တာပေါ့နော်အဲ့တော့မှဆိုလို့ရှိရင် game ဆော့တာမဟုတ်ပဲနဲ့လောင်ဝန်းကအရင်တော့ channel မှာဆိုလို့ရှိရင် vlog ပိုင်းလောင်ဝန်းဆိုပြီးတော့တင်တယ်ပေါ့နော်ပြီးရင်လောင်ဝန်းကဒီလိုမျိုးတင်တယ်ပေါ့နော်အဲ့ကြောင့်မို့လောင်ဝန်း face review ကိုလောင်ဝန်းကအခုကဖြတ်လိုက်ပြီဘာလို့လဲဆိုတော့လောင်ဝန်းရုပ်ကိုမပြချင်တော့ဘူးနောက်ပိုင်းကျအခုနဲ့အဲ့ဒီတုန်းကနေဆိုတော်ကွာတယ်ပေါ့နော်လောင်ဝန်းဒီ channel ကိုထောင်းတာဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုတွေကပါပေါင်းမယ်ဆိုလို့ရှိရင်တစ်နှစ်ခွဲ2နှစ်ပြည့်တော့မယ်ပေါ့နော်2နှစ်ပြည့်ပါတော့မယ်ဒီနှစ်ကုန်ပြီဆိုရင်လောင်ဝန်းဒါဆို2နှစ်ပြည့်ပြီးတော့2နှစ်ခွဲလောက်ဖြစ်သွားပြီပေါ့နော်ဆိုတော့လောင်ဝန်းဒီ channel လာတော့ကြာပြီပါပြီအဲ့ဒါလောင်ဝန်းတောက်ဆိုချင်တာနောက်တစ်ခုကပါလဲဆိုတော့ပေါ့နော်လောင်ဝန်းရဲ့ subscriber 900ကျော်မှရက်နေတယ်အဲ့ဒါကြောင့်မို့လို့ 1k လေးပြင်အောင်အားလုံးဝိုင်းပြီးတော့ subscribe ပေးဖို့ပြောချင်ပါတယ်ရှင်လောင်ဝန်း face review ကိုသိချင်တယ်ဆိုလို့ရှိရင်လောင်ဝန်းကိုစခဲ့အပေးခဲ့လူကသိမှာပေါ့နော်ဒါပေမဲ့အခုမှတည်ရလူတွေကတော့မသိလောက်ဘူးပေါ့နော်ဝင်းရင်တော့ဗီဒီယိုစတင်တော့ vlog ပိုင်းလာဝင်းလို့စတင်တော့ကျ view ကတပုတ်တင်ရင်16ရောက်လာမသိအဲ့လောက်ပဲရှိတာပြီးတော့ game နဲ့စတင်တော့လာဝင်းစတာကျတော့46မှာစတာပေါ့နော် view ကတခါတော့များခဲ့တယ်လို့ထင်ခဲ့တာကြာ46ပေါ့နော်46ကကြတော့လောင်ဝအများဆုံးရခဲ့ဖူးတာအရင်တော့ပေါ့နော်အခုအများဆုံးကတော့ 9k ကျော်သွားပါပြီဆိုတော့အဲ့ဒီဗီဒီယိုလေးကိုလည်း 10k ပြည့်အောင်အားလုံးပဲပေါ့နော်အရန်ရပါတယ်ဆိုတဲ့ caption နဲ့ဗီဒီယိုလေးတော့ကြည့်ပေးကြပါဗီဒီယိုအားလုံးကိုလည်း view ပေးကြပါပေါ့နော်။လောင်ဝန်းရဲ့အရင်တုန်းကဗီဒီယိုတွေကတော့နည်းနည်းလေး cringe ဖြစ်ပါတယ်ဒါပေမဲ့လောင်ဝန်းအတက်နိုင်ဆုံးကောင်းကောင်းလေးရိုက်ပေးထားပါတယ်ပေါ့နော်။လောင်ဝန်းဒီဟာတစ်ခါပြုတ်ကြပြီဆိုလို့ရှိရင်ထက်မြိုက်တော့ပေါ့နော်ဘာလို့ဆိုဗီဒီယိုအရန်ရှိလို့ရှိရင်မကြည့်ချင်ကြမှာဆိုလို့ပါနောက်တစ်ခုကကြတော့လောင်ဝန်းရဲ့အကြောင်းတွေမှာ personality ထဲမှာသိချင်တဲ့ဟာလေးမေးခဲ့လို့ရပါဥပမာအသက်တို့ favorite color တို့အဲ့လိုမျိုးလေးမေးခဲ့လို့ရပါတယ်နော်ဘယ်လိုပဲမေးပေါ့နော်မြန်မာနဲ့အင်္ဂလိပ်တိုက်လို့မေးလို့ရပါတယ်အခြားထိုင်းလိုတရုတ်လိုတော့မမေးနိုင်ပါတော့လောင်ဝန်းနားလေဘာသာစကားနဲ့မေးလို့ရပါတယ်ရှင့်အဲ့ဆိုလောင်ဝန်းတက်နိုင် Q&A part 2လား3လားမသိဘူးတင်ရမှာအဲ့ဒါကိုလောင်ဝန်းတကယ်တင်ပေးပါမယ်လောင်ဝန်းတကယ်စမ်းနဲ့တင်ပေးပါမယ်ရှင့်အဲ့တော့ဗီဒီယိုလေးဆုံးတဲ့အထိကြည့်ပေးလို့အတွက်လည်းအများကြီးကျေးဇူးတင်နေပေါ့နော်လောင်ဝန်းတကယ်မအားလို့ဗီဒီယိုမတင်ဖြစ်တာပါရှင့်ဒါလေးလောင်ဝန်းအကိုကြီးလည်းမပြောထားဘူးလောင်ဝန်းဗီဒီယိုတင်မယ်ဘာ plan မှမချဘဲနဲ့တင်လိုက်တာပါကဲမပြောကြပါဘူးဆိုတော့ see you in the next video bye bye